ကျန်းစာမှာပါတယ်မျိုးနှစ်မျိုးရဲ့အကြောင်းကိုဒီကနေ့လေ့လာကြမှာဖြစ်တယ်ပေါ့နော်ဒီမျိုးနှစ်မျိုးကိုကျမတို့ကနှိုင်းရှင်ပြီးတော့ကျမတို့အသက်တာကိုကျမတို့ပြန်ဆင်ခြင်မှာဖြစ်တယ်ပေါ့နော်တောထုံနဲ့ဂုံမုရမျိုးမှာအဲ့ဒီမျိုးကဘယ်လိုမျိုးလဲဆိုတော့အင်မတန်မှစိုးရုပ်ပြီးတော့ညစ်ညူးတဲ့မျိုးကြီးဖြစ်တယ်ယောက်ျားချင်းရှိုက်တယ်မိန်းမချင်းကြိုက်တယ်အခုခေတ်ဆိုပါလေ LGBT နော်အဲ့ဒီခေတ်တည်းရှိတာနော်အခုမှနာမည်တွေသူတို့တက်တာအဲ့ဒီခေတ်တည်းရှိတယ်ဒီဟာတွေကသားသမီးတို့လည်းပြောပြချင်တာအကြောင်းတွေမှာခုခေတ်စားနေတာဖြစ်တယ်ဒါမဲ့ငါတို့ယုံကြည်သူခရစ်ယာန်နဲ့မဆိုင်တဲ့အရာဖြစ်တယ်ပေါ့နော်ဒီအရာတွေဖြစ်နေတဲ့မြို့ကြီးကိုဘုရားသခင်ကပါဖြစ်လေဒီမြို့ကလုတ်တဲ့အရာတွေကတဲ့နော်ထာဝရဘုရားကတောထုံဂေါမောရမြို့၌ကြွေးကြော်သောအတန်ကားတဲ့ကြီးပြီးတော့အလွန်အပြစ်လေးသောကြောင့်ယခုငါသွားပြီးတော့တဲ့နော်ငါသွားရင်ငါရှေ့သို့ရောက်ခဲ့ပြီးတော့ကြွေးကြော်ခြင်းရှိသည့်အတိုင်းသူတို့သည်အမှန်ပြုသည်မပြုသည်ကိုငါကြည့်ရှုမယ်မပြုလင်လည်းမပြုကြအောင်ငါသိမယ်ဆိုပြီးတော့ဖယားကမိတ်လိုက်တယ်ငါအဲ့ဒီမြို့ကိုသွားကြည့်မယ်သူတို့ရဲ့စိုးရုပ်ခြင်းကနော်ငါရဲ့အထံကိုတက်လာတာဖြစ်တယ်ဆိုပြီးတော့ကပောက်ကြံခတ်ကြီး18အငယ်20 21မှာနော်ထာဝရဘုရားကအဲ့ဒီမြို့ကိုသွားမယ်တဲ့ဆိုပြီးတော့ပြောတဲ့အရာလေးပေါ့အဲ့ဒီတောထုံနဲ့ဂေါမုဒ္ဒမြို့ကဘဒုနေမြဲမြို့လဲဆိုတဲ့အခါမှာလောတာလောတာနေတဲ့မြို့ဖြစ်တယ်လောတာကဘဒုလဲဖယားကိုယုံကြည်တဲ့သူဖြစ်တယ်ဘဒုရဲ့တူလဲဆိုတော့ယုံကြည်ခြင်းဖခင်အာဗြဟံရဲ့တူဖြစ်တယ်အာဗြဟံရဲ့ယုံကြည်ခြင်းလောတာမှာစီးစင်းတယ်အာဗြဟံရဲ့ကောင်းချီးလောတာမှာစီးစင်းတယ်အဲ့တော့ကောင်းချီးကကူးဆက်တာဖြစ်တယ်ယုံကြည်ခြင်းကလည်းကူးဆက်တယ်တောက်လောင်တဲ့လူနဲ့နေတဲ့အခါမှာဝိညာဉ်ကြီးကတောက်လောင်တယ်အမြဲတမ်းတက်ကြွနေတယ်အဲ့တော့အဲ့ဒီလိုမျိုးယုံကြည်ခြင်းကူးဆက်ခြင်းခံရတဲ့လောတာနေတဲ့မျိုးဖြစ်တဲ့တောထုံနဲ့ဂေါမုဒ္ဒမျိုးကိုဘယ်သူကသွားမလဲဆိုတော့ဖယားကသွားမယ်။ဘာဖြစ်လို့လဲအယံစိုးညစ်နေတာဖြစ်တဲ့အတွက်အဲ့ဒီမျိုးကိုဖြတ်စည်းဖို့သွားမှာဖြစ်တယ်တဲ့။တော့သွားဖို့အတွက်ကိုမသွားခင်မှာဘယ်သူရှိကိုဝင်လဲဆိုတော့အာဗြဟံနေတဲ့မျိုးကိုအရင်ဆုံးဝင်တယ်။နော်အာဗြဟံနဲ့အရင်သွားတွေ့တဲ့အခါမှာအာဗြဟံကနေပြီးတော့ဖယားသခင်ကိုပြောတဲ့စကားလေးကိုအမတို့ဆင်ခြင်ကြမယ်။အာဗြဟံကိုဖယားသခင်ကနော်မိတ်ဆွေလိုမျိုးပဲစကားပြောတယ်။နောအေးကိုလည်းဖယားသခင်ကဘာဖြစ်လဲနောအေးကဖယားသခင်စိတ်တော်နဲ့တွေ့တော်သူကျမ်းစာမှာဘာပြောပြလဲတင်တို့ကိုငါကဘာဖြစ်လဲကျွန်ဟူ၍မခေါ်ဘူးငါအဆွေဆိုပြီးတော့ခေါ်မယ်ဖယားသခင်ကဘာဖြစ်လဲသူ့ကိုယုံကြည်တဲ့သူတွေကိုသူ့ရဲ့မိတ်ဆွေလိုမျိုးသူကဆက်ဆံတယ်နော်ဆက်ဆံတဲ့အကြောင်းအရာလေးကိုအာဗြဟံကဖယားသခင်ကိုဒီမျိုးမှာလည်းဖယားသခင်ကသွားဖြတ်စည်းတော့မယ်ဆိုလို့ရှိရင်နော်ဖြောင့်မတ်တော်သူနဲ့မဖြောင့်မတ်တဲ့သူတွေနဲ့အတူတူရှိနေတာဖြစ်တဲ့အတွက်ဖယားသခင်ဒီတစ်မျိုးလုံးကိုဖြတ်စည်းမလို့လားတဲ့မေးတယ်နော်ဖြောင့်မတ်တော်သူဆိုတာဘယ်သူကိုပြောတာလဲအဲ့ဒီခေတ်ခါကဖယားကိုယုံကြည်တော်သူကိုဖြောင့်မတ်တော်သူလို့ပြောတာဖြစ်တယ်အခုယေရှုတော်ကာလမှာကျတော့ယေရှုခရစ်လက်ဝါးကားတိုင်းမှာလှုပ်ပေးတဲ့အသွေးတော်ရဲ့အကြောင်းကိုယုံကြည်လက်ခံတော်သူပါယေရှုခရစ်ကိုယုံကြည်ခြင်းအပြင်ဖြောင့်မတ်တော်သူလို့ခေါ်ခြင်းခံရတာဖြစ်တယ်အဲ့တော့အာဗြဟံကမေးတယ်ဘုရားကိုနော်ဒီဖြောင့်မတ်တော်သူနဲ့မဖြောင့်မတ်တော်သူအတူတူရှိနေတဲ့အချိန်မှာဘုရားဖြတ်စည်းလိုက်ရင်အကုန်လုံးကိုအတူတူဖြတ်စည်းမလို့လားသူမေးတယ်မေးခွန်းလေးရပါဒါဆိုဘုရားကပါပြီလေစဉ်းစားသွားပြီဟောငါ့ကိုယုံကြည်တဲ့သားသမီးတွေဒီမြို့မှာရှိတာပဲအာဗြဟံကမေးတယ်အဲ့ဒီမြို့မှာဖြောင့်မတ်တော်သူ90ရှိမယ်ဆိုလို့ရှိရင်ဘုရားခင်မဖြတ်စည်းပါနဲ့အေးဟုတ်တယ်အဲ့ဒီမြို့မှာ90ရှိရင်ငါမဖြတ်စည်းဘူးဘုရားကပြောတဲ့အခါမှာအာဗြဟံကသူကြည့်လိုက်တဲ့အခါမှာ90မရှိဘူးဒါဆိုရင်ဘုရားကသူကဈေးထက်စစ်တယ်45ယောက်ဆိုရင်ရောတဲ့အေး45ယောက်ရှိရင်ငါမဖြတ်စီဘူးဘုရားကလည်းနော်သူတို့နှစ်ယောက်ပြန်လည်ပြောတဲ့စကားလေးအမှနော်ပေါ်ပြထားတယ်နော်ကဘာဦးကျမ်း18ထဲမှာအဲ45နေနောက်ဆုံး40ကနေ30လည်းမရှိဘူးဒါဆို20ကြည့်တဲ့အခါမှာ20လည်းမရှိပြန်ဘူးဒါဆို10ယောက်တဲ့နောက်ဆုံးနော်အာဗြဟံနဲ့ဘုရားသခင်နဲ့ညှိနှိုင်းလိုက်တာ10ယောက်နဲ့အဆင်ပြေသွားတယ်ဘုရားကဘာပြောလဲအဲ့မြို့မှာ10ယောက်ရှိရင်ငါအဲ့မြို့မဖြတ်စီဘူးကွာတဲ့မဖြတ်စီဘူးတဲ့ဆိုပြီးတော့10ယောက်နဲ့ညှိနှိုင်းလို့အဆင်ပြေသွားတယ်အဲ့တော့ကျမတို့ဒီမြို့မှာဘယ်နှယောက်ရှိပြီဟာလေလုယာအာမင်အဲ့ဒါရေးကြည့်တာဖြစ်တယ်နော်ဒါကအာဗြဟံနဲ့လောတာနဲ့အကြောင်းမဟုတ်ဘူးကျမတို့ရဲ့အကြောင်းဖြစ်တယ်ကျမ်းစာဘာဖြစ်လဲမနေယနေ့နောင်ကာလအသက်ရှင်နေကျမ်းစာမှာအာဗြဟံနဲ့လောတာကိုပြောတာမဟုတ်ဘူးဒါကျမတို့အခုနေထိုင်တဲ့ကမ္ဘာမြေကြီးဒါကိုပြောတာဖြစ်တယ်နော်အဲ့တော့9ယောက်နဲ့
ပြင်နိုင်လို့အဆင်ပြေသွားပြီးနောက်မှာနော်ဖယားသခင်ကနော်အဲ့ဒီမြို့ကိုသွားတဲ့အခါမှာနော်တောတုံနဲ့ခေါ်မြို့ရမြို့ကိုရောက်သွားပြီဖယားသခင်ကဘသူ့ကိုဆေလွတ်လဲအဲ့မြို့ကိုကောင်းကင်တမန်နှစ်ပါးကိုဆေလွတ်တယ်ဆေလွတ်တဲ့အခါမှာအဲ့ဒီမြို့ကဘယ်လောက်ထိဆိုးရုံလဲလောတာကကောင်းကင်တမန်ကိုတွေ့တယ်ကောင်းကင်တမန်ကနံဝိညာဉ်ဖြစ်တယ်နော်ဒါပေမဲ့အဲ့ဒီအချိန်မှာကောင်းကင်တမန်ကသာမီးတို့နားလေတဲ့စကားနဲ့ပြောမှဆိုလူရောင်ဖန်ဆင်းထားတယ်လူအဖြစ်နဲ့လာတယ်ဘာဖြစ်လို့လဲအာဗြဟံရှိကိုအရင်ဝင်တဲ့အချိန်မှာလည်းပဲစာရာကိုဗာပြောလဲအာဗြဟံကဒီကောင်းကင်တမန်တွေစားဖို့လို့အတွက်နို့ဒန်းတွေကိုပြင်ဆင်မှာနွားတငယ်ကိုပြင်ဆင်မှာပြီးကြရင်ဝါစွာကျူးတယ်ခြေထောက်တွေကိုဆေးပေးတယ်ဆိုတဲ့အခါမှာကောင်းကင်တမန်ကအဲ့ဒီအချိန်မှာလူရောင်ဖန်ဆင်းပြီးလာတာဖြစ်တယ်အဲ့ဒီကနေမှလောတာအိမ်ကိုရောက်တယ်တောရုံနဲ့ခေါမိုရာမြို့ကိုရောက်တဲ့အခါမှာလည်းပဲလောတာကဘာဖြစ်လဲခြီကိုဆေးတယ်ပြုတ်ဖို့ကိုးကွယ်ပြီးတော့မှအိမ်မှာတဲပါဆိုပြီးတော့ခေါ်တယ်ခေါ်ပြီးတော့အိမ်မှာတဲတဲ့အချိန်မှာအဲ့ဒီမြို့ကလူတွေကဘလောက်ထိစိုးရုံလဲဆိုတဲ့အခါမှာယောက်ျားကြီးယောက်ျားငယ်အကုန်လုံးကလောတာရဲ့အိမ်ရှိကိုလာတယ်။လာပြီးတော့မင်းအိမ်မှာကြောင်းနေတဲ့တဲနေတဲ့မင်းရဲ့အိမ်မိုးအောက်ထဲမှာရှိနေတဲ့ဧည့်သည်ကိုငါတို့ကိုထုတ်ပေးပါ။အဲ့ဒီသူနဲ့ငါတို့ကဆက်ဆံခြင်းနေတဲ့ယောက်ျားချင်းမိထုံပြုတ်လို့တော့အတင်းအကျပ်လောတာကိုတောင်းဆိုတယ်။အဲ့ဒီခါမှာလောတာကအပြင်ထွက်တယ်သူ့အိမ်ကိုတကားပိတ်ထားပြီးတော့အပြင်ထွက်ပြီးတော့မှသူကတောင်းမှန်တယ်ဒီလိုမျိုးတော့မလုပ်ပါနဲ့တော့သူ့ရဲ့ဧည့်သည်ဖြစ်ပါတယ်ဒါပေမဲ့သူတို့အရန်ကြီးကိုပြောမှဆိုယောက်ျားကလည်းမိန်းမနဲ့ပေါင်းတင်မှုဆန္ဒမရှိဘူးသူတို့ရဲ့စိတ်တွေကအော်တပတ်စိတ်တွေပြက်ပြားပြီးတော့ပြောမှဆိုဖယားခင်ဖန်ဆင်းတဲ့စိတ်သဘောတွေနဲ့စန့်ကျင်တဲ့အရာတွေသူတို့အထက်မှာဖြစ်နေတာပေါ့နော်ဖြစ်နေတဲ့အခါမှာဒီအရာတွေကအရင်ကဖယားကမကြိုက်ဘူးဖြစ်တယ်နော်အခုခေတ်အခါမှာလည်းဒီຢာတွေရှိနေတယ်ဆိုတာမြင်တွေ့ရတယ်ပေါ့နော်ဖြတ်စည်းမဲ့ဆိုတဲ့အခါမှာအဲ့နှစ်ယောက်ကိုထုတ်ခိုင်းတယ်နောက်ဆုံးမရတဲ့အခါမှာသူတို့ကဘလို့ဖြစ်လဲအဲ့လောတာကိုတောင်သူတို့ကတတ်မလို့နော်အတင်းအကျပ်လောတာရှိကိုပြေးဝင်တဲ့အခါမှာအထက်မှာရှိတဲ့ကောင်းကင်တမန်နှစ်ပါးကလောတာကိုအထက်ကိုတိမ့်ပြီးတော့မှအဲ့လူတွေကိုနဲ့ဆန့်ပြီးတော့မှလုံးလိုက်တဲ့အခါမှာအဲ့ဒီသူတွေကတကားနာမှာတကားကိုရှာမတွေ့နိုင်ရအောင်မျက်စိတွေတန်းကုန်ကြတယ်နော်ဖယားသခင်ကတခါကြောက်လို့ရှိရင်လေပြောမရဆိုမရလို့ရှိရင်အဲ့ဒီလိုမျိုးပညာတွေပေးခြင်းခံရတယ်နော်ဒီလူတွေကလည်းပြောမရဆိုမရနော်စိတ်နှလုံးတွေပြက်ပြားပြီးတော့မှဖြစ်နေတဲ့အခါမှာနော်ကောင်းကင်တမန်ကသူတို့ကိုမျက်စိကိုကန်းခိုင်းလိုက်တာဖြစ်တယ်အဲ့လောက်ထိစိုးပြီးတော့နောင်တဆိုတာသူတို့မှာဘာမှမရှိဘူးသူတို့လောက်ရက်တွေကိုသူတို့ကမှန်တယ်လို့ထင်နေတဲ့အရာဖြစ်တယ်နော်အဲ့ဒီခါမှာအဲ့မြို့ကိုဘုရားခင်ဖြတ်စည်းဖို့လို့အတွက်လောတာနဲ့မိသားစုကိုကောင်းကင်တမန်ကလာခေါ်တယ်လောတာကလည်းဖင်းနှွဲ့နေတယ်တဲ့နော်စိတ်ထဲမှာဒီမှာငါတို့အိမ်ကြီးကအကြီးကြီးပဲအိမ်ကပစ္စည်းတည်ရင်ကောင်းမလားစဉ်းစားပါပဲလေကိုမျိုးကထွက်တော့မယ်ဆိုအဲ့လိုမျိုးသူလုံနေတွေ့ဝင်နေတဲ့အချိန်မှာကောင်းကင်တမန်ကနော်ကဘာဦးကျန်းဘယ်မှာပြန်ဖော်ပါရလဲဆိုတဲ့အခါမှာ16မှာကောင်းကင်တမန်ကလောတာလက်ကိုဆွဲပြီးတော့မှအဲ့ဒီမျိုးကနေထုတ်သွားတယ်ဆိုတာကိုမြင်တွေ့ရတယ်အဲ့တော့ဒီအရာကိုကျွန်တော်တို့ဆင်ခြင်တဲ့အခါမှာနောင်တမရှိတဲ့အခါမှာဘုရားရှင်ဖြတ်စည်းခြင်းကိုခံရတယ်နောက်တစ်ခုကကျွန်တော်တို့နေတဲ့နေရာကောင်းခြင်းမကောင်းခြင်းချက်ကိုကျွန်တော်တို့ ਨੇ ဖယားနဲ့ဆက်တွယ်တဲ့အရာအချိတ်ဆက်မိဖို့လိုတာဖြစ်တယ်ကျမတို့နဲ့ဖယားနဲ့အဆက်အသွယ်မိလို့အချိတ်ဆက်မိပြီဆိုရင်ကျမတို့ဘယ်နေရာမှာပဲရှိနေဖယားကကောင်းကင်တမန်အားဖြင့်လာခဲ့ထုတ်ပါဖြစ်တယ်အာမင်အဲ့တော့ဟိုနေရာကောင်းနဲ့ပြေးမယ်ဒီနေရာကောင်းနဲ့ပြေးမယ်လို့လားမလို့ဘူးကိုရှိတဲ့နေရာမှာပဲဖယားသခင်နဲ့ connection မိနေလို့လုပ်တယ်အာမင်ကိုဖုန်းက connection မမိလို့ရှိရင်အင်တာနက်ကြည့်လို့ရမလားမရဘူးအဲ့လိုငါတို့ယုံကြည်သူရဲ့အသက်တာလဲဖယားသခင်နဲ့အချိတ်ဆက်မမိလို့ရှိရင်လောကမှာအသက်ရှင်ရတာဘာမှအဓိပ္ပာယ်မရှိဘူးဖြစ်တယ်အဲ့တော့နေတဲ့မြို့ကောင်းခြင်းမကောင်းခြင်းထက်ကိုကျမတို့ယုံကြည်သူနေထိုင်တဲ့သူကနေထိုင်တဲ့အပေါ်မှာထားတဲ့စိတ်နှလုံးဘောနော်ဖယားနဲ့စိတ်နှလုံးမှန်လို့ရှိရင်ဖယားကကျမတို့ကိုနော်ဖယားသခင်ဖြောင့်မတ်တော်သူပဲပြင်ဆင်ထားတဲ့ကောင်းခြင်းမင်္ဂလာတွေကရေတွက်ရင်မဆုံးနိုင်ဘူးဖြစ်တယ်အာမင်လောတာနဲ့မိသားစုအကြောင်းကျွန်တော်တို့ကြည့်ပြီးတော့မှဒီမြို့မှာကျမတို့ကြည့်မယ်ဆိုရင်တော့ယုံကြည်သူလဲဘယ်နိုင်တောင်ရှိလဲဒီနှစ်လက်ချိုးရည်လို့ရတယ်เนาะလက်ချိုးရည်လို့ရတယ်ဒါပေမဲ့စိတ်ထဲမှာအားငယ်ဖို့လို့လားဘယ်နေရာမှာပဲရှိအိမ်တောင်နဲ့လဲတောက်လောင်နေရမယ်တရုတ်ထဲလဲဘယ်နေရာမှာပဲရှိတောက်လောင်နေရမယ်ဖယားเจ้าမတက်ရလဲတောက်လောင်နေရမယ်စာကန့်နေရမယ်ပေါ့နော်
အဲ့ဒါလိုမျိုးတင်တဲ့ဖျားနဲ့အမြဲတမ်းကိုရက်မိပြီဆိုလို့ရှိရင်ဘလောက်ပဲခက်ခဲနေပြီကန့်နဲ့ရောတော့မီးမိုးကိုရွာပြီးတော့မှသောတုံနဲ့ကောမတာမျိုးဖြတ်စည်းတာဖြစ်တယ်နော်ဒါပေမဲ့အဲ့ပြက်စီးခြင်းဘေးကနေမှတင့်ကိုဖျားကကောင်းကင်တမန်အဖြစ်လက်ဆွဲပြီးခေါ်သွားမှာဖြစ်တယ်ဟာလေလုယာဖျားနဲ့နော်ဖြောင်းမဲ့တော့သူဖြစ်ဖို့လိုတယ်ဖျားကိုယုံကြည်ထားဖို့လိုတာဖြစ်တယ်ဖျားနဲ့အဆက်အသွယ်မိနေဖို့လိုတာဖြစ်တယ်နောက်တစ်မျိုးရဲ့အကြောင်းကတော့တူကျုပ်ပြောမှဆိုရင်နော်နိနဝေမျိုးလို့ပြောလိုက်ရင်ဘု து ကိုသွားမြင်လဲယောနာနော်နိနဝေမျိုးလို့ပြောလိုက်တာနဲ့ယောနာကိုသွားပြင်းမြင်ပြီစိတ်မရှိတဲ့ပရောဖက်ကြီးယောနာကိုသွားမြင်ရအောင်လေကဲဟုတ်ပြီယောနာကိုနော်နိနဝေမျိုးဒီနေ့ကတော့ယောနာအကြောင်းပြောမှာမဟုတ်ဘူးမြို့အကြောင်းပဲပြောမယ်နိနဝေမျိုးရဲ့အကြောင်းကိုပြောမယ်ခုနကသောတုံနဲ့ဂေါမုဒ္ဒမျိုးနိနဝေမျိုးကကြတော့အဲ့ဒီလိုမျိုးပဲမတူညီတဲ့ရက်ဆက်ကြမ်းကြုတ်ချင်းနေနဲ့အသက်ရှင်တဲ့သူတွေနေထိုင်တဲ့မြို့ဖြစ်တယ်ခုနကလည်းမတူဘူးလားတူတယ်ခုနကကြတော့ကာမဂုဏ်ညစ်ညူးခြင်းနေနော်ဆိုးရတဲ့မေထုံပြုတ်ခြင်းနေနဲ့အသက်ရှင်တဲ့သူတွေနေထိုင်တဲ့မြို့နိနဝေမြို့ကြတော့ရက်ဆက်ကြမ်းကြုတ်ခြင်းနေနဲ့သူတွေပြည့်နှက်နေတဲ့မြို့နိနဝေမင်းကြီးကိုယ်တိုင်ကတအားရက်ဆက်တယ်သူ့ရဲ့ရဲမက်စစ်တီတွေဆိုလို့ရှိရင်ဒီလိုမျိုးကလေးငယ်တွေကိုသူတို့နဲ့လူမျိုးချင်းမတူတဲ့ကလေးငယ်တွေကိုပြစ်ပြီးတော့ညှောက်လိုက်ပြီးတော့လှန်နဲ့ထုတ်ပြီးတော့အဲ့လိုကစားတာဖြစ်တယ်အဲ့လောက်ထိကိုရက်ဆက်ကြမ်းကြုတ်တဲ့စစ်သူရဲတွေရဲမက်တွေနေတဲ့မြို့ဖြစ်တယ်အဲ့ခါမှာဖျားသခင်ကကြည့်တဲ့အခါမှာနိနဝေမြို့ကိုငါဖျက်ဆီးမယ်ဆိုပြီးတော့မှဘယ်သူ့ကိုလွတ်လဲရောဖတ်ယောနာကိုလွတ်ပြီးတော့ပြောခိုင်းတာဖြစ်တယ်ဒါပေမဲ့အဲ့လိုပြောခိုင်းတော့ရက်40လုံးလုံးပြောမယ်ဆိုယောနာကလည်းဒီသူတွေကယောနာဆိုတဲ့ယူဒပေါ့နော်ဣသရေလအမျိုးတွေကိုတအားရက်ဆက်ထားတာအဲ့တော့ဒီမြို့ကိုဖျားကဖျက်ဆီးတော့မယ်ဆိုသူသွားပြောတဲ့အခါမှာသူ့လူမျိုးတွေကိုဖျက်ဆီးထားတဲ့သူတွေဆိုတော့သူ့စိတ်ထဲမှာဖျားသူ့ကိုဖျက်ဆီးစေချင်တာနော်ဖျက်ဆီးစေချင်တာမြင်မြင်ဖျက်ဆီးသွားရင်ကောင်းအောင်ငါတို့လူမျိုးတွေကိုရက်ဆက်ထားတဲ့သူတွေဖြစ်တယ်မပြောချင်ဘူးလေဒါမဲ့သူကမြန်မြန်ပြောတယ်တဲ့ကျန်းစာမှာပေါ်ပြတယ်မြန်မြန်ပြောတယ်ဆိုတော့ဥမာတို့တွေရန်ကုန်မှာပဲပြုတ်ရောင်းတဲ့သူတွေပေါ့မြန်မြန်អော်သွားတာလေနော်ဒင်းကအိမ်လောက်ဆက်တော့မှသူ့ဟာပြည့်စုံသွားတယ်သူလည်းအဲ့လိုပဲဖြစ်မယ်ရက်40လုံးလုံးသူမြန်မြန်ပြောတယ်နောက်တော့မရရင်လည်းအေးရောပေါ့နော်ဖျားဖြက်စီရင်ကောင်းတယ်ပေါ့သူစိတ်ထဲမှာအဲ့လိုဖြစ်မှာပါပေါ့နော်ဒါပေမဲ့လည်းနိနဝေမင်းကြီးနဲ့မြို့သူမြို့သားတွေကနောင်တရသွားတယ်အဓိကကဘလောက်ပဲတင်ဘဝမှာပေါ့နော်စိုးရုပ်ပြီးတော့မကောင်းတဲ့အရာတွေကိုတင်လုံးခဲ့ပါလေစီစစ်မှန်သောနောင်တရှိဖို့ရည်ကြီးတယ်နိနဝေမင်းကြီးနဲ့နိနဝေမြို့သူမြို့သားတွေကစစ်မှန်သောနောင်တရသွားတဲ့အခါမှာနိနဝေမင်းကြီးနဲ့မြို့သူမြို့သားတွေအားတဲ့အစာရှောင်တယ်အဲ့ဒီမြို့ရဲ့ထူးခြားတဲ့အစာရှောင်ခြင်းကကျတော့ဘာလဲဆိုတဲ့အခါမှာသူတို့ကလေခမင်းမစားဘူးရေမတောက်ဘူးကိုယ့်ရဲ့ဝတ်ကောင်းစားလာတွေကိုချွတ်တယ်ဘယင်ဆိုလို့ရှိရင်လည်းသူ့ရဲ့ပေါ့နော်မင်းမြောက်တဲ့စာအဝတ်စားတွေကိုသူချွတ်ပြီးတော့မှအဝတ်ကျမ်းပေါ့ short တွေအဝတ်ဆိုတော့98လိုမျိုးအသားမျိုးနဲ့ချင်းချမ်းပေါ့နော်ဖြင်ချမ်းကိုဝတ်တယ်နော်ပြထဲမှာထိုင်ပြီးတော့မှနော်အစာမစားရေမတောက်ဖ ೇನೆ နော်လူနဲ့တကွာတလိမ့်ဆန်နေတောင်ဘာဖြစ်လဲအတန်တောင်မထွက်နဲ့တဲ့နော်လူတရဝါတလိမ့်ဆန်တိုးနွားတို့ဒီအလင်းမမြည်စေနဲ့တဲ့ဘယင်းရဲ့အမေကအတန်တောင်မထွက်နဲ့တဲ့သမီးလည်းမစားနဲ့ရေလည်းမတောက်နဲ့ရှော့တေဝတ်ကိုဝတ်ပြပေါ်မှာထိုင်ဒီလိုအတန်တောင်မထွက်နဲ့တဲ့နော်အတန်တောင်မထွက်နဲ့ဖယားကိုစိတ်နှလုံးနဲ့ဆုတောင်းတာပဲဖြစ်မယ်နော်အတန်မထွက်နဲ့ဆိုတော့လေနော်သူတို့နောင်တရတယ်သူတို့ရဲ့အမားတွေအတွက်ဖျားခင်မဖြတ်စည်းပါနဲ့ယောနာကနောက်ထပ်ရက်40နေဖြတ်စည်းမယ်လို့ပြောထားတယ်နော်အဲ့တော့ဒီဖျားကိုသူတို့ကကြောက်ရွံ့ခြင်းနဲ့နော်သူတို့စစ်မှန်သောနောင်တနဲ့ဖျားခင်မဖြတ်စည်းပါနဲ့သူတို့နောင်တရပါပြီနော်သူ့ရဲ့နိနဝေမင်းကြီးကနော်ရက်ဆက်ကြမ်းကြုတ်တဲ့လမ်းကိုသွားနေတဲ့ရဲမတ်တွေကိုလည်းသူကပဲပြန်ခေါ်တယ်မင်းတို့ရက်ဆက်တဲ့လမ်းကိုသွားနေတဲ့ကြောက်တွေကနေပြန်လှည့်လာခဲ့ပါဆိုပြီးတော့သူ့နောင်တရတဲ့အခါမှာဖယားသခင်ကယောနာခန်းကြီး3ငယ်30မှာဘာပြောလဲအရင်ချိန်သောဘေးဒဏ်ကိုမပေးပဲနေတော်မူအာမင်နော်ယောနာတော့သူပြောတယ်လေမင်းအပင်လေးခဏလေးတက်ရှင်ပြီးမင်းကိုအရေးပေးတဲ့နော်အပင်လေးတည်သွားတာကောင်မင်းနှမျောတယ်ဆိုလို့ရှိရင်တဲ့လူ3,200,000ကျော်မကနေတဲ့နိနဝေမြို့ကြီးမှာရှိတဲ့ငါဖန်ဆင်းထားတဲ့သူတွေကိုငါကပို့ပြီးတော့နှမျောတယ်အဓိကကျမတို့နိနဝေမြို့ကကျမတို့ရဲ့အတ္တတာဖြစ်ဖို့လို့တယ်အာမင်နိနဝေမျိုးကဲ့သို့ပဲကျမတို့အတ္တတာမှာနော်မကောင်းတဲ့အရာတွေမှားယွင်းခဲ့ခြင်းတွေနော်
မကောင်းတဲ့မှောင်မိုက်လမ်းကိုကျမတို့သွားခဲ့ခြင်းတွေဖခင်မကြိုက်တာလုပ်ခဲ့ခြင်းတွေအားလုံးပေါ်မှာကျမတို့ကနီးနဝေမြို့သူမြို့သားနဲ့ရှင်ဘရင်ကဲ့သို့ပဲစိတ်မှန်သောနောင်တနဲ့ဖခင်ကိုတိုးဝင်တတ်ဖို့ပဲလုပ်တယ်ဒါဆိုလို့ရှိရင်ဖခင်ကဘာဖြစ်လဲအရင်ချိန်သောဘေးဒဏ်ကိုမပေးဘဲနဲ့နေတော်မူရဲ့အဲ့တော့နီးနဝေမြို့ဆိုတာလူအနေနဲ့ကြည့်မယ်ဆိုကျမတို့အသက်တာကိုကျမတို့ပုံဆောင်ပြီးတော့ဆင်ခြင်ဖို့ဖြစ်တယ်အာမင်ခုနကသောရုံနဲ့ခေါမုတ်တာမြို့ဆိုတဲ့အခါမှာအဲ့ဒီမြို့မှာကျမတို့နေထိုင်ရရင်တော့မှပဲဘယ်လိုနေရာမျိုးမှာပဲကျမတို့နေထိုင်ရပါစေကျမတို့ရဲ့စိတ်နှလုံးကဖျားဖြစ်တယ်ကိုယ်ရမိမယ်ဆိုလို့ရှိရင်ဖျားခင်ကအောက်ခေတ္တမှာဖြစ်ခေါ်ထုတ်မှာဖြစ်တယ်အဲ့တော့သောရုံနဲ့ခေါမုတ်တာမြို့ကိုကျမတို့ဆင်ခြင်ပြီးတော့ကျမတို့အသက်တာကိုဆင်ခြင်ဖို့ဖြစ်တယ်ကျမတို့ခရစ်ယာန်မရှိတဲ့မြို့မှာနေရတော့ညာလည်းပဲကျမတို့မိသားစုများနဲ့တောက်လောင်နေတယ်ဟာလေလုယာအဲ့ဒါဖျားနဲ့ကိုယ်ရမိနေဖို့လိုတယ်နီးနဝေမြို့လိုမျိုးပဲကျမတို့မှားယွင်းခဲ့တဲ့အရာတွေကျမတို့သက်တာရှိမယ်ဆိုရင်တော့ဖျားစကားရောက်လာပြီဆိုရင်စစ်မှန်သောနောင်တနဲ့ကျမတို့တိုးဝင်မယ်ဆိုလို့ရှိရင်ဖျားခင်ရပါဖြစ်လေဖြောင်းမတ်တော်သူဆိုပြင်ဆင်ထားတဲ့ကောင်းချီးမင်္ဂလာကရည်တော့ရင်မဆုံးနိုင်ဘူးဖြစ်တယ်အာမင်เนาะဒီမျိုးနှစ်မျိုးအကြောင်းနဲ့ကျမတို့သက်တာကိုဆင်ခြင်ကြတယ်အဲအောင်ချင်းစံထားခင်ကောင်းချီးပေးပါစေအာမင်